ကျွန်တော်ဇနီးကသူမရဲ့အလုပ်ခီးစဉ်ကနေ6လအကြာမှပြန်လာခဲ့တယ်ဒါပေမဲ့ပြန်လာတဲ့အချိန်မှာတော့သူမဟာသူမရဲ့အထက်လူကြီးနဲ့အတူရောက်လာခဲ့ပြီးကိုဝင်ပါရှိနေခဲ့တယ်ကျွန်တော်ဒေါသတကြီးမေးလိုက်တော့သူမကအေးစစ်စစ်ပြုံးပြီးပြောတယ်ကျမလည်းကိုဘွားအတွက်စူးစမ်းနေတာပဲလေတယောက်ယောက်ကိုအပြစ်တင်ခြင်းနဲ့ဆိုရင်ရီမန်းချက်မရှိတဲ့မင်းကိုမင်းပဲအပြစ်တင်လိုက်ကလေးတော်မွေးလာရင်မင်းကမကြွေးနိုင်ဘူးပြီးတော့ကွာရှင်းဖို့ဆိုပြီးကျွန်တော်ရှေ့ကိုငွေ2 တန်းပြစ်ချပေးခဲ့တယ်ဒါပေမဲ့အဲ့ဒီငွေကိုကျွန်တော်တစ်ချက်တောင်မကြည့်ပဲဘေးကိုပြစ်ထုတ်လိုက်တယ်လီဆာမင်းဒီနေ့လုပ်ခဲ့သမျှအတွက်တနေ့ကျရင်နောက်တရားလိမ့်မယ်လီဆာပြန်လာတဲ့နေ့မှာကျွန်တော်ကပန်းဆိုင်တစ်ဆိုင်ကိုတွားပြီးနှင်းစီပန်းစီကြီးတစ်စီးအထူးမှထားခဲ့တယ်ပြီးတော့သူမကိုကြိုးဖို့လေးစိတ်ကိုအပြေးသွားခဲ့တယ်ဒီတစ်ခေါက်အလုပ်ခီးစဉ်မှာလီဆာကကုမ္ပဏီရဲ့အမြတ်အများဆုံး project တစ်ခုကိုအောင်မြင်စွာပြီးမြောက်အောင်လုပ်နိုင်ခဲ့တာကြောင့်အကြီးတန်းမန်နေဂျာတွေနဲ့ဒါရိုက်တာတချို့တောင်သူမကိုကိုယ်တိုင်လာကြိုနေကြတယ်လူအုပ်ကြားထဲမှာသူမကိုမြင်လိုက်ရတာနဲ့ကျွန်တော်လက်ကိုအားရပါရဝေ့ရမ်းပြီးလီဆာဒီမှာလို့အော်ခေါ်လိုက်တယ်ဒါပေမဲ့ကျွန်တော်တို့အကြည့်ချင်းစုံလိုက်တဲ့စက္ကန့်မှာပဲကျွန်တော်မျက်နှာပေါ်ကအပြုံးကချက်ချင်းပြောက်ကွယ်သွားခဲ့တယ်6 လကြာမတွေ့ရပေမဲ့လီဆာရဲ့မျက်နှာကအရင်တိုင်းတည်ငြိမ်နေသေးပဲဒါပေမဲ့သူမရဲ့ဘိုက်ကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်တကူလုံးတောင့်တင်းသွားခဲ့တယ်သူမရဲ့ဘိုက်ကတိတိတတ်တာဖောင်းနေခဲ့တယ်ကျွန်တော်ဘေးနားကဒရိုက်တာတွေတောင်ချက်ချင်းတိတ်ဆိတ်သွားကြပြီးကျွန်တော်ကိုပဲကြည့်နေကြတယ်ကျွန်တော်စကားဆဖို့ပြင်လိုက်တဲ့အချိန်မှာပဲကုမ္ပဏီရဲ့အထွေထွေမန်နေဂျာဂျွန်ကလီဆာရဲ့နောက်ဘက်ကနေထွက်လာခဲ့တယ်သူကလူတိုင်းရှိမှပဲလီဆာရဲ့ပခုံးကိုဖတ်လိုက်ပြီးမူးဝေနေသေးလားမင်းကြိုက်တဲ့မမန်းကျင်ဝယ်လာပေးတယ်လို့နူးညံ့တဲ့လေတံနဲ့ပြောလိုက်တယ်မူးဝေတာမမန်းကျင်အဲ့ဒီစကားတွေကိုကြားလိုက်ရတော့ကျွန်တော်လီဆာကိုမယုံနိုင်စွာကြည့်နေမိတယ်ဂျွန်ကကျွန်တော်မျက်နှာကိုတစ်ချက်ကြည့်ပြီးပြောလိုက်တယ်မင်းမြင်တဲ့အတိုင်းပဲလီဆာကကိုဝင်9 လကျော်နေပြီးနောက်ပြီးသူမရဲ့ကျန်းမာရေးအခြေအနေကလည်းတိတ်မကောင်းဘူးအဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်ကျွန်တော်ခေါင်းထဲမှာမိုးကြိုးပစ်ချလိုက်တယ်လို့ခံစားလိုက်ရတယ်လီဆာက6 လလုံးအပြင်မှာရှိနေခဲ့တယ်ဒါပေမဲ့ကိုဝင်က9 လကျော်နေပြီဆိုလိုတာကသူမကျွန်တော်ကိုတစ္ဆာဖောက်ခဲ့တာပဲပြီးတော့သူမရဲ့ဘိုက်ထဲကကလေးကလည်းကျွန်တော်ကလေးမဟုတ်ဘူးဒါပေမဲ့ဂျွန်ကတော့ဘာမှမဖြစ်တယ်လို့ပြောပြီးဘာတွေစောင့်နေကြတာလဲဒုတိယဒါရိုက်တာလီဆာကိုအကုန်ပြုပေးကြပါဦးဒီ project ရဲ့အမြက်ကကုမ္ပဏီရဲ့တစ်နှစ်စာဝင်ငွေနဲ့တောင်ညီမျှတယ်လို့ပြောလိုက်တယ်ချက်ချင်းပဲလူတိုင်းကလီဆာစီပြေးသွားကြပြီးကျွန်တော်ကတော့လူအုပ်ကြားမှာတွန်းဖက်ခံလိုက်ရတယ်ကျွန်တော်လက်ထဲကနှင်းစီပန်းစီကမြေပြင်ပေါ်ပြုတ်ကျသွားပြီးလူတွေရဲ့ခြေထောက်အောက်မှာကြေမွသွားခဲ့တယ်လီဆာကတော့လူတိုင်းရဲ့ဂုဏ်ပြုမှုတွေကြားမှာဝိုင်းရံခံနေရတယ်အဲ့ဒီအချိန်မှာတယောက်ယောက်ကအကြံပြုလိုက်တယ်ဒီညဒုတိယဒါရိုက်တာလီဆာအတွက်ဂုဏ်ပြုပွဲလုပ်ကြရအောင်ဒါပေမဲ့လီဆာကခေါင်းခါလိုက်တယ်တောင်းပန်ပါတယ်ခီးကအရန်ဝေးတော့ကျမအရန်ပင်ပန်းနေပြီနောက်ပြီးကလေးအတွက်လည်းအနားယူဖို့လိုသေးတယ်ကျမအိမ်ပြန်တော့မယ်အဲ့ဒီစကားကိုကြားလိုက်ရတော့ကျွန်တော်ရင်ထဲမှာမျှော်လင့်ချက်လေးတစ်စားပြန်ပေါ်လာခဲ့တယ်ဒီနေ့ကကျွန်တော်တို့ရဲ့9 နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့လေးသူမမမေ့သေးဘူးလို့ထင်ခဲ့မိတယ်ဒါပေမဲ့လီဆာကကျွန်တော်ရှိကိုရှောက်လာပြီးမင်းအရင်ပြန်နေငါအဆင်ပြေလာမှငါတို့ကိစ္စကိုအေးအေးဆေးဆေးဆွေးနွေးကြမယ်အဲ့ဒီလိုပြောပြီးတာနဲ့သူမကဂျွန်ရဲ့ကားတကားကိုဖွင့်ပြီးတက်သွားခဲ့တယ်အစကနေအဆုံးထိကျွန်တော်ကိုတစ်ချက်တောင်ပြန်မကြည့်ခဲ့ဘူးအဲ့ဒီအချိန်မှာကျွန်တော်နှလုံးသားထဲနာကျင်မှုတစ်ခုကတဖြည်းဖြည်းပြန့်နှံ့လာခဲ့တယ်လွန်ခဲ့တဲ့တစ်နှစ်ကလီဆာကျွန်တော်နဲ့ရတဲ့ကိုဝင်ရှိနေကြောင်းသိလိုက်ရသည့်အခါသူမ၏တုတ်ပြန်ပုံကိုပြန်အမှတ်ရမိသည်သူမကကျွန်တော်အင်ဂျီကော်လာကိုဆွဲကင်ပြီးမင်းတမင်တကာကြိုတင်ကာကွယ်မှုမလုပ်ဘဲလုပ်တာမလားမင်းကလေးတယောက်နဲ့ငါ့ကိုချီနှောင်ထားလို့ရမယ်မထင်နဲ့လို့ဒေါသတကြီးပြောတယ်သူမ၏ကိုဝင်တားဆီးညွှန်ကြားချက်များကိုကျွန်တော်အမြဲတမ်းတိတိကျကျလိုက်နာခဲ့ကြောင်းဒီကလေးကကံကြမ္မာ၏လက်ဆောင်ဖြစ်နိုင်ကြောင်းနောက်ပြီးကျွန်တော်မိမအလွန်မင်းနေမကောင်းဖြစ်နေပြီးသူမမဆုံးခင်မြေးကိုမြင်ကျင်နေကြောင်းရှင်းပြခဲ့တယ်ကျွန်တော်ကလေးကိုထိမ့်သိမ်းထားဖို့တောင်းပန်ခဲ့တော့လဲလီဆာကကိုဝင်ဖြတ်ချဆေးကိုတောက်လိုက်ပြီးကလေးကိုဆုံးရှုံးခဲ့ရတယ်ကျွန်တော်အမေတီးသွားတဲ့အခါငိုယိုပြီးကျွန်တော်ကိုအတုံးမကျတဲ့သူကိုကလေးကိုတောင်မကာကွယ်နိုင်တဲ့သူလို့ဆူပူခဲ့သည်အဲ့ဒီညမှာပင်သူမဆုံးပါသွားတယ်ထိုကိစ္စကကျွန်တော်ကိုအကြီးအကျယ်စိတ်တက်ကြစေခဲ့တယ်လီဆာလည်းအပြစ်ရှိတယ်လို့ခံစားရပုံရပြီးထိုနေ့ကထူးထူးခြားခြားလာရောက်ရှင်းပြသည်အလုတ်ကအရမ်းများပြီးယာရုတိုးဖို့ဖိအားကလည်းကြီးတယ်ဒီကလေးကမတင်တော်တဲ့အချိန်မှာရောက်လာတာပါနောက်ထပ်တစ်နှစ်ဒါမှမဟုတ်2 နှစ်လောက်စောက်ပါငါတို့နောက်တစ်ခါကလေးယူကြမယ်9 နှစ်ကြာအိမ်အောင်တက်အတွင်းသူမကအလုတ်မှာပဲစွမ်းရည်တွေကုန်နေခဲ့ပြီးကျွန်တော်ကတော့သူမအာယုံမလွင့်အောင်အိမ်လုပ်တွေကိုစနစ်တကျရှိနေအောင်လုပ်ပေးခဲ့တယ်သူမအပြင်စာမာတာမကြိုက်တဲ့အတွက်ဗီဒီယိုတွေကိုကြည့်ပြီးဟင်းချက်တက်အောင်တင်ယူခဲ့တယ်နှစ်ပတ်လည်နေတိုင်းချစ်သူများနေတိုင်းနဲ့သူမမွေးနေတိုင်းမှာအန်အောဝယ်တွေဖန်တီးပေးခဲ့ပေမဲ့သူမစီကပြန်ရတာကတော့အေးဆက်ပြီးအထင်သေးတဲ့အကြည့်တွေပဲလီဆာကသူမရဲ့အခြေရေးကိုဆိုရှယ်မီဒီယာမှာဝေမျှရတာမကြိုက်ဘူးလို့ပြောခဲ့ပြီးသူမ profile မှာကျွန်တော်တခါမှမပါခဲ့ဘူးပါဒါပေမဲ့ဒီနေ့ညမှာပဲသူမတစ်ခုခုတင်ထားတာတွေ့လိုက်ရတယ်မင်းနဲ့တီးကျွမ်းခဲ့တာနှစ်ပေါင်းများစွာငါဘယ်လောက်ကန်ကောင်းလိုက်တယ်လဲပုံထဲမှာဝိုင်းခွက်နှစ်ခွက်တိုက်နေတာကိုတွေ့ရပေမဲ့တစ်ဖက်ကလက်ကောက်ဝတ်မှာသူမရဲ့ဝယ်ယူမှုမှတ်တမ်းမှာတွေ့ခဲ့ရတဲ့ Rolex နိုင်တစ်လုံးကိုမှတ်မိလိုက်တယ်ကျွန်တော်ကတော့အဲ့ဒါကိုကျွန်တော်တို့ရဲ့9 နှစ်မြောက်နှစ်ပတ်လည်နေ့အတွက်သူမပြင်ဆင်ထားတဲ့လက်ဆောင်လို့ထင်ခဲ့မိတာအားလုံးကတော့ကျွန်တော်ရဲ့အိမ်မက်သက်ပဲဖြစ်နေတယ်နှလုံးသားကိုတစုံတစ်ယောက်ကဆွဲညစ်နေတယ်လို့မျိုးအသက်ရှူရကြက်လာတယ်ဒါဆိုလီဆာကသူမရဲ့အခြေရေးကိုဆိုရှယ်မီဒီယာမှာမတင်ချင်တာမဟုတ်ဘူးသူမကကျွန်တော်ကိုတင်မပြချင်တာပဲမျက်လုံးတွေနာလာပြီးလေချောင်းထဲမှာတဆုနေတဲ့အထိအိတ်ခမ်းမှာထိုင်ပြီးအဲ့ဒီတင်ထားတာကိုကြည့်နေမိတယ်ဖြစ်နိုင်တာကတော့လီဆာရဲ့အချစ်တစ်ခုလုံးကိုဂျက်တယောက်တည်းပဲပိုင်ဆိုင်နိုင်တာဖြစ်မှာပါလီဆာနဲ့ဂျက်တို့ငယ်တငယ်ချင်းတွေဖြစ်ကြတယ်သူမဟာဂျက်အပေါ်ထားတဲ့သူမရဲ့ချစ်ချင်းတွေကိုစာအုပ်ထူကြီး3 အုပ်အထိရေးသားခဲ့ဘူးတယ်ဒါပေမဲ့လီဆာရဲ့ဖခင်ရဲ့လုပ်ငန်းကြရှုံးပြီးကုမ္ပဏီအဆောက်အဦပေါ်ကနေခုံချသွားတဲ့အခါဂျက်မိသားစုကသူတို့ရဲ့ဆက်ဆံရေးကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တယ်လီဆာအသက်20တုန်းကပေါ့သူမဟာစိတ်ပိုင်းဖြတ်ပြီးပညာရေးကိုစွန့်လွတ်ကငွေရှာဖို့အတွက်မော်ဒယ်လုပ်စားတောက်ဆိုင်မှာပကံဆေးဘားတွေမှာဖောက်တယ်တွေကိုဝန်ဆောင်မှုပေးတဲ့အထိလုပ်ခဲ့တယ်
အဲ့ဒီနေ့ကကျွန်တော်ဒီဇိုင်းစတူဒီယိုကိုပုံစံထုတ်ဖို့သွားနေတော့မူးမူးနဲ့လဲတော့မလို့ဖြစ်နေတဲ့လီဆာကိုတွေးလိုက်ရတယ်သူမနောက်မှာသူမလဲကျသွားမဲ့အချိန်ကိုစောင့်နေတဲ့ယွန်ရှာခွဲကောင်းတဲ့လူတစုလည်းရှိနေတယ်မစင်စားပဲကျွန်တော်ရှေ့တိုးပြီးသူမကိုထိန်းလိုက်တဲ့အဆင်ပြေရဲ့လားဆေးရုံပို့ပေးရမလားလူတယောက်ကကျွန်တော်ကိုလက်ညှိုးထိုးပြီးဝင်းမရှုပ်ဖို့တတိပေးတယ်လီဆာကကျွန်တော်ကိုမယုံကြည်တဲ့အကြည့်နဲ့ကြည့်တယ်အဲ့ဒီအချိန်ကသူမဟာဒဏ်ရာရနေတဲ့စုကောင်လေးလိုပဲတင်းငယ်ပြီးအကာအကွယ်မဲ့ပေမဲ့သူ့စုတွေကိုထောင်ထားတယ်ကျွန်တော်နှလုံးသားကပျော့သွားတယ်မကြောက်ပါနဲ့ကျွန်တော်မကောင်းတဲ့သူမဟုတ်ပါဘူးဆေးရုံပို့ပေးပါမယ်ဆေးရုံမှာဆေးသွင်းနေရင်လီဆာကကျွန်တော်ပခုံးပေါ်မှာခေါင်းတင်ပြီးအကြာကြီးငိုတယ်သူမမိသားစုမှာဖြစ်ခဲ့တာတွေမပြည့်မြောက်ခဲ့တဲ့သူမရဲ့အိမ်မက်တွေနဲ့သူမရဲ့ဝမ်းနည်းမှုတွေကိုကျွန်တော်ကိုပြောပြတယ်နောက်နေ့မှာသူမမူးပြေသွားတော့ကျမနဲ့လက်ထပ်ဖို့ဆန္ဒရှိလားလို့မေးတယ်အဲ့ဒီနေ့ဟာဂျက်တခြားတယောက်နဲ့ဆစ်ဆက်လိုက်တဲ့နေ့ဆိုတာကိုအချိန်ကြာကြီးမှသိလိုက်ရတယ်ကျွန်တော်နဲ့လီဆာတို့ပြန်ဆုံပြီးပေါင်းဆက်မိတာဟာကံကြမ္မာရဲ့လက်ဆောင်လို့အမြဲထင်ခဲ့တယ်အဆုံးမှာတော့အဲ့ဒါဟာဒေါသထွက်နေတဲ့အချိန်မှာသူမရွေးချယ်လိုက်တဲ့ထွက်ပေါက်တစ်ခုဂျက်နဲ့ဆက်ဆံရေးမှာဒဏ်ရာရခဲ့တဲ့အချိန်မှာခိုလုံရတစ်ခုသာဖြစ်ခဲ့တယ်ကျွန်တော်တညလုံးအိတ်မပျော်ပဲလီဆာနဲ့ပတ်သက်တာတွေကိုပဲတွေးနေမိတယ်နောက်နေ့မနက်မှာမျက်လုံးတွေဖောင်းပြီးမြည်ရဲနေတာနဲ့ကုမ္ပဏီကိုတွားခဲ့တယ်တညလုံးတွေးတော့ပြီးဘာမှမရခဲ့ပဲသူမအတွက်ကျွန်တော်ကတကယ်ပဲဘာလဲဆိုတာကိုသူမကိုတိုက်ရိုက်မေးချင်နေတယ်ဒရိုက်တာရုံးခန်းကိုရောက်တော့သူမရဲ့လက်ထောက်ခြံကပြုံးပြီးပိတ်ထားတယ်အကြီးကဲဒုတိယဒရိုက်တာလီဆာကအထွေထွေမန်နေဂျာနဲ့အစည်းအဝေးလုပ်နေတယ်မဝင်ရဘူးသူ့အကြီးကအထင်သေးမှုတွေနဲ့ပြည့်နေတယ်ကျွန်တော်ရက်လိုက်ပြီးလက်သီးကိုစုပ်ထားကအတွင်းထဲမှာစူပွက်နေတဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်လိုက်တယ်ဒုတိယဒရိုက်တာလီဆာဘယ်တော့အားမလဲလို့မေးလိုက်တဲ့ခြံကလက်ပိုက်ပြီးတကားကိုမိလိုက်တယ်အဲ့ဒါခက်တယ်ဒီနေ့သူမမှအချိန်မရှိဘူးကျွန်တော်အကြံပေးချင်တာကဒုတိယဒရိုက်တာလီဆာကအခုဒရိုက်တာရဲ့မိန်းမဖြစ်နေပြီအေးစစ်စစ်ပဲခေါင်းငုံခံလိုက်ရင်အောင်မြင်ဖို့အခွင့်အရေးတွေအများကြီးရလိမ့်မယ်အဲ့ဒီစကားကြောင့်ပတ်ဝန်းကျင်ကရေမောတန်တွေထွက်လာတယ်ပုံမှန်ယောက်ျားတစ်ယောက်ဆိုရင်ဒီလိုမျိုးကိုတီးခံနိုင်မှာမဟုတ်ဘူးတွေးကခေါင်းထဲကိုတက်လာပြီးခြံကိုလက်သီးနဲ့တစ်ချက်ထိုးလိုက်တယ်မင်းပြောတာကိုပြန်ပြောရဲလားထိုးခံရပြီးလဲကြကဘေးကစားပွဲနဲ့တိုက်မိပြီးအတန်းကြဲကြဲထွက်လာတယ်ချက်ချင်းပဲလီဆာရဲ့ရုံခန်းတကားပွင့်လာတယ်ချက်ထွက်လာပြီးဘာဖြစ်တာလဲလို့ခြံကိုမေးတယ်အလုတ်ချိန်တွင်ရံမဖြစ်ရဘူးခြံကချက်ချင်းပဲငိုချင်းရောက်ဆောင်လိုက်တယ်ဒရိုက်တာနဲ့ဒုတိယဒရိုက်တာလီဆာအစည်းအဝေးလုပ်နေလို့ကျွန်တော်ကအကြီးအကဲကိုစောက်ဖို့ပြောပေမဲ့တူရုတ်တရက်လက်သီးနဲ့ထိုးတာသွားတစ်ချောင်းတောင်ကျွတ်သွားတယ်အဲ့ဒီအချိန်ကြာမှလီဆာဖြည်းဖြည်းချင်းထွက်လာတယ်ကျွန်တော်ကိုအပြစ်တင်တဲ့အကြည့်နဲ့ကြည့်တယ်သူမကိုမြင်တော့ကျွန်တော်အမူအရာတင်းမာသွားတယ်သူမဟာဘယ်အခြေအနေမှမဆိုတည်ငြိမ်တဲ့သူဖြစ်ပေမဲ့အခုချိန်မှာတော့လီဆာရဲ့အင်ဂျီကပြောင်းပြန်ဝတ်ထားတဲ့ခြံပြောတာမှန်းနေတယ်လီဆာနဲ့ဂျက်တို့ရုံခန်းထဲမှာအရှက်ရစရာတစ်ခုခုလုပ်နေခဲ့တာပဲအစည်းအဝေးလုပ်နေချိန်မှာအရေးမပါတဲ့သူမဝင်ရဘူးလို့မပြောထားဘူးလားခြံကလီဆာကိုမြင်တော့ကဲတင်ရှင်ကိုတွေးလိုက်ရတယ်လို့ပဲဒုတိယဒရိုက်တာလီဆာကျွန်တော်အကြီးအကဲကိုမတားနိုင်လို့တာဝန်မကျေခဲ့ပါဘူးသူက project ခေါင်းဆောင်ပါကျွန်တော်ကတော့အောက်ခြေလက်ထောက်ပါပဲလီဆာမပြောခင်မှာဂျက်ကကျွန်တော်ကိုအေးဆက်ဆက်ကြည့်ပြီးရေမောလိုက်တဲ့အဖွဲ့ခေါင်းဆောင်လေးကဒီလောက်အာဏာရှိတာလားတကယ်ကိုအံ့ဩဖို့ကောင်းတယ်ကျွန်တော်သူတို့ကိုဖျက်ပြောပြီးလီဆာကိုကြည့်လိုက်တယ်မနေ့ကပြောထားတဲ့အတိုင်းဆွေးနွေးကြရအောင်လီဆာစိတ်မရှိတာကိုမြင်တော့ကျွန်တော်မှဂုံတိတ်ခါလုံးဝမရှိတော့ဘူးဆိုတာခံစားလိုက်ရတယ်ငါနှစ်ကြာအိမ်အောင်တက်အဆုံးတက်ရတော့မယ်ဆိုရင်တော့ကောင်းမွန်တဲ့အဆုံးတက်မျိုးဖြစ်တဲ့ချက်ကကျွန်တော်ကိုစော်ကားဖို့ပြင်းနေချိန်မှာလီဆာကလက်ဟန်နဲ့တားလိုက်တယ်ရတယ်ချက်သူနဲ့ငါပြောပါစေသူထပ်ပြီးဒုက္ခမပေးတော့ပါဘူးအဆောက်အဦရဲ့ကော်ဖီဆိုင်ကိုဆင်းသွားပြီးလီဆာတန်းပြောလိုက်တယ်ကလေးမွေးဖို့ငါလာပဲလို့တော့တယ်ငါကလေးကိုတရားဝင်အဆင့်တန်းနဲ့မွေးချင်တယ်ကွာရှင်းကြရအောင်ကော်ဖီမွေနေတဲ့လက်ကရက်သွားတယ်ကျွန်တော်ထင်ထားပြီးသားပေမဲ့လီဆာစီကတိုက်ရိုက်ကြရတဲ့အခါမျက်ရည်မကျအောင်မထိန်နိုင်ခဲ့ဘူးလီဆာကပတ်စံအိတ်ထဲကကတ်တစ်ခုထုတ်ပေးတယ်ဒီကတ်မှာ2 တန်းရှိတယ်ရော်ကြီးလို့သဘောထားပါကျွန်တော်မော့ကြည့်ပြီးသူမကိုခဏတာတိတ်တိတ်ဆိတ်ဆိတ်စောင့်ကြည့်လိုက်တယ်ပြီးတော့ရေမောလိုက်တယ်ငါနှစ်တာဆက်ဆံရေးအတွက်2 တန်းကျွန်တော်တန်ဖိုးရှိတာလားဒါမှမဟုတ်တန်ဖိုးမရှိတာလားတော့မသိတော့ဘူးကတ်ကိုသူမစီပြန်တွန်းပေးလိုက်တယ်မလို့ချင်ဘူးလီဆာအံ့ဩစွာနဲ့မျက်ခုံးပင်းလိုက်တယ်မင်းလာစာက6000ပဲ2 တန်းဆိုတာအလုပ်လုပ်ရမယ်နှစ်ဆဲစာပဲမယူဘူးဆိုတာသိချလားကျွန်တော်ရဲ့နောက်ဆုံးအဖြေကိုရပြီးနောက်မှာလီဆာကျွန်တော်ကိုအထင်သေးစွာကြည့်လိုက်တယ်ချက်ပြောတာမှန်တယ်မင်းမလို့ချင်တာမဟုတ်ဘူးမင်းပို့လို့ချင်နေတာသူမဘိုက်ကိုပုတ်တက်ပြီးကလတ်ထိုင်မှာမိထိုင်လိုက်တယ်ပြောပါမင်းအတိအကျဘာလို့ချင်တာလဲကျွန်တော်သူမမေးခွန်းကိုမဖြေဘူးအဲ့ဒီအစားကျွန်တော်မေးလိုက်တယ်ကျွန်တော်ကွာရှင်းလိုက်ရင်ချက်မင်းနဲ့လက်ထပ်မှာလားလီဆာကဂုံယူဟန်နဲ့တေးချတာပေါ့ချက်နဲ့သူ့မိမတခါမှမချစ်ခဲ့ကြဘူးသူကွာရှင်းပေးမယ်လို့ကတိပေးထားတယ်နောက်ပြီးငါးဘိုက်ထဲမှာသူတို့မိသားစုရဲ့ကလေးရှိနေပြီးသားသူတို့ကမြေးကိုလိုချင်နေကြတာအနာဂတ်ပျော်ရွှင်စရာဘဝကိုစိတ်ကူးရင်နေတဲ့သူမရဲ့မျက်နှာကိုမြင်တော့ကျွန်တော်မျက်လုံးကိုတင်းတင်းမိတ်ပြီးတုံရင်စွာနဲ့ကောင်းပြီးမင်းဆန္ဒတိုင်ပါလို့ပြောလိုက်တယ်ကုမ္ပဏီကိုပြန်ရောက်တော့ကျွန်တော်အဖွဲ့သားတွေတီတိုပြောနေတာကိုကြားရတယ်ကြားပြီးပြီလားဒုတိယဒရိုက်တာလီဆာရဲ့ကိုဝင်ကဒရိုက်တာကျဲရဲ့ကလေးရဲ့မထင်ထားဘူးငါတို့အကြီးကဲလီကရိုးသားပုံရပေမဲ့အမိပြုပြီးစားနေတဲ့သူဖြစ်နေတယ်အင်းဒီလိုမျိုးနဲ့အသက်မွေးတာလည်းမစိုးပါဘူးမဟုတ်လားဟာကျွန်တော်တိတ်ဆိတ်စွာဝင်လာတော့လူတိုင်းချက်ချင်းငြိမ်ကျသွားတယ်ကျွန်တော်သူတို့ကိုဘယ်တော့မှမကောင်းမဆက်ဆံခဲ့ဘူးကျွန်တော်နောက်ွယ်မှာဒီလိုပြောကြလိမ့်မယ်လို့မထင်ထားဘူးဘာလို့ရက်သွားတာလဲဆက်ပြောလေလူတိုင်းကောင်းကုန်ပြီးဘာမှမပြောရဲကြဘူးဒီလက်ပြတ်မပြည့်ရင်ဘောနက်စ်ကိုမေးလိုက်တော့တယောက်ကကျွန်တော်ကိုဒရိုက်တာချက်ကမင်းကိုအလုပ်ဖြုတ်ချင်နေတာဒီယာတူးမှာဘယ်လောက်ကြာနေနိုင်မလဲကြည့်ရအောင်ကျွန်တော်အဲ့ဒီလူစီသွားပြီးမျက်လုံးကိုကြည့်လိုက်တယ်ကျွန်တော်သာလို့ချင်းရင်ဒီကုမ္ပဏီမှာမင်းထက်ပိုကြာနေနိုင်တယ်သူကျွန်တော်ဆိုလိုတာကိုနားလည်သွားပြီးတောင်းပန်စကားတွေပြောတယ်အကြီးကဲလီတောင်းပန်ပါတယ်ကျွန်တော်ကိုအလုပ်မထုတ်ပါနဲ့အဲ့ဒီညမှာကုမ္ပဏီဝန်ထမ်းအားလုံးနဲ့ project ဂုဏ်ပြုပွဲညစာစားပွဲရှိတယ်ခန်းမထဲမှာထိုင်ရင်းစင်ပေါ်မှာတောက်ပနေတဲ့လီဆာကိုကြည့်ပြီးခန်းစားချက်တွေရှုပ်ထွေးနေတယ်အမှန်တော့လီဆာနဲ့ကွာရှင်းဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာဒီကုမ္ပဏီမှာမနေတော့ဘူးလဲဆုံးဖြတ်လိုက်တယ်အမှန်တော့ကျွန်တော်ဒီဇိုင်းစတူဒီယိုကအလုပ်ကိုဆုံးလုပ်ပြီးသူမကြောင့်ဒီကိုလာခဲ့တာဒီနှစ်တွေမှာလီဆာနဲ့အတူလုပ်ပြီးစာချုပ်တွေအများကြီးချုပ်နိုင်အောင်ကူညီပေးခဲ့ကကုမ္ပဏီမှာသူမနေရာရအောင်လုပ်ပေးခဲ့တယ်တနေ့သူမကျွန်တော်ရဲ့တိတ်ဆိတ်တဲ့စူးစမ်းအထောက်မှုကိုမြင်လာမယ်လို့ထင်ခဲ့တယ်ဒီလိုမျိုးဖြစ်လာမယ်လို့မထင်ခဲ့ဘူးလီဆာလွန်ခဲ့တဲ့10 နှစ်ကကျွန်တော်တို့ဆုံတွေ့ခဲ့တာကိုမေ့သွားလောက်ပြီးကျွန်တော်ရဲ့နူးညံ့တဲ့အသွင်ပြင်ကြောင့်လူမိုက်တွေဝိုင်းပြီးရိုက်နှက်ကြတယ်လီဆာကရုတ်တရက်အုတ်ခဲတစ်ချောင်းကင်ပြီးသူ့ရဲ့ကောင်းလို့ပေါ်လာပြီးအားလုံးကိုမောင်းထုတ်လိုက်တယ်ဘာလို့ငိုနေတာလဲ
အတိုက်ခံရရင်ပြန်ခုခံလေလီစာအဲ့ဒီအချိန်ကပေးခဲ့တဲ့အပူနွေးကိုဒီနေ့အထိတင်ထားခဲ့တယ်ဒီညဟာသူမရဲ့အောင်မြင်မှုကိုနောက်ဆုံးမြင်ရမယ့်အချိန်ပဲညစာစားပွဲမှာအိမ်သာသွားရင်းချက်တယောက်ယောက်ကိုကြွားနေတာကြားလိုက်ရတယ်ဘလို့လဲညီလေးဆွဲဆောင်တဲ့အစီအစဉ်မိုက်တယ်မဟုတ်လားသူမကိုငါကချစ်နေသေးတယ်လို့ထင်အောင်လုပ်ပြီးကလေးယူဖို့သဘောတူအောင်လုပ်လိုက်တာဘလောက်လွယ်လိုက်လဲနောက်ပြီးသူမကခက်ခဲတဲ့နှစ်တွေမှာဘာတစ်ခုမှဝန်ဆောင်မှုပေးတဲ့သူလုပ်ခဲ့တာငါဒီလိုလူနဲ့ဘလို့လက်ထပ်မှာလဲခြေနဲ့ကန်ပြီးတကားဖွင့်ကသူ့ကော်လာကိုဆွဲကင်ပြီးနေရန်ကိုတွန်းလိုက်တယ်ရက်ဆက်လိုက်တာလီစာမင်းကိုဒီလောက်ချစ်တာဘလို့လှုပ်သစ္စာဖောက်ရက်တာလဲဂျက်ကကျွန်တော်ကိုမြင်တော့ဒေါသတကြီးဆဲဆိုတယ်မင်းယူနေလားမင်းမိမကမင်းကိုတစ္ဆာဖောက်တာမင်းကသူမကိုကောက်ွယ်နေတယ်မင်းအယူပဲအဲ့ဒီမှာဂျက်တငယ်ချင်းတွေအများကြီးရှိတယ်ခဏလေးနဲ့ကျွန်တော်ကိုမြေကြီးပေါ်လဲအောင်လုပ်ပြီးရိုက်နှက်ကြတယ်လက်သီးတွေကျလာချိန်မှာရုတ်တရက်လီစာရဲ့အတန်ကိုကြားလိုက်ရတယ်ရက်လိုက်ဘာတွေလုပ်နေကြတာလဲဂျက်သူမရောက်လာတာကိုမြင်တော့တခြားသူတွေကိုရက်ဖို့လက်ဟန်လုပ်လိုက်တဲ့ဂျက်ကမကောင်းတဲ့သူဖြစ်ကြောင်းသူမကိုတောင်းပန်စွာပြောပြချင်ပေမဲ့ကျွန်တော်ရလိုက်တာကတော့လီစာရဲ့အေးဆက်တဲ့အကြည့်ပဲရက်လိုက်မင်းဒီလောက်ဆိုးရလိမ့်မယ်လို့မထင်ခဲ့ဘူးဒီမနေ့တုန်းကတော့ငါမင်းပေါ်အပြစ်ရှိတယ်လို့ခံစားနေရတာအခုတော့မင်းကဂျက်နဲ့ငါကြားထဲဝင်ဖို့စူးစမ်းနေတာလားသူမရဲ့အဝေးကိုထွက်ခွာသွားတာကိုမြင်တော့ကျွန်တော်ခေါင်းငုံပြီးဝမ်းထဲစွာနဲ့ထိုင်နေလိုက်တယ်လီစာဒီတခါတော့ငါပဲမင်းကိုစွန့်ပစ်လိုက်တော့မယ်ညစာစားပွဲကရံပွဲကနေအရှုပ်တော်ပုံဖြစ်သွားတယ်တစုံတယောက်ကဓာတ်ပုံရိုက်ပြီးအလုပ်ထဲမှာပြန့်နှံ့သွားတယ်ကျွန်တော်နံရိုးအပ်ပြီးဆေးရုံမှာရက်အနှဲငယ်နေခဲ့ရပြီးအဲ့ဒီအချိန်တစ်လျှောက်လုံးလီစာတစ်ခါမှဖုန်းမဆက်ခဲ့ဘူးဆေးရုံကဆင်းတဲ့နေ့မှာကုမ္ပဏီကအလုပ်ထုတ်စာရောက်လာတယ်အလုပ်ဆွမ်းဆောင်ရည်မကောင်းလို့ကုမ္ပဏီကကျွန်တော်ကိုအလုပ်ထုတ်လိုက်တယ်လို့အေးဆက်ဆက်အကြောင်းကြားတဲ့ကုမ္ပဏီကိုတန်းသွားခဲ့ပေမဲ့လက်ထောက်ချန်ကလမ်းပိတ်ထားပြန်တယ်အကြီးကဲကျွန်တော်ကိုခက်ခဲအောင်မလုပ်ပါနဲ့ဒုတိယဒရိုက်တာလီစာကမင်းကိုမတွေးချင်ဘူးလေပြီးတော့သူတခုခုတတိယတဲ့ပုံနဲ့ပါဆက်ကိုလက်နဲ့အုပ်လိုက်တယ်အာငါဘလို့မေ့သွားတာလဲမင်းကိုအလုတ်ကထုတ်လိုက်ပြီလေဒီနေ့မင်းကအကြီးကဲမဟုတ်တော့ဘူးတောင်းပန်ပါတယ်အပြင်လူတွေမဝင်ရဘူးပြီးတော့စပွဲပေါ်ကပစ္စည်းအလုံးပါတဲ့တစ်တာအသေးလေးတစ်လုံးကိုထုတ်ပေးတယ်ခြံကအောင်မြင်တဲ့ကျင်းနှမှုနဲ့ကြည်နေတယ်ယူသွားငါအလုံးသိမ့်ပေးထားတယ်ယူပြီးချက်ချင်းထွက်သွားသူကရိုးသားတဲ့ရွေချက်နဲ့ပေးတာမဟုတ်ဘူးနောက်တစ်စက္ကန့်မှာပဲသူလွတ်ချလိုက်ပြီးတက်တာမြေပြင်ပေါ်ကျသွားတယ်တောင်းပန်ပါတယ်ချော်သွားတယ်ကျွန်တော်အေးဆက်ဆက်ပြုံးလိုက်တယ်ရပါတယ်မင်းကြောက်ကအားနေနေပုံရတယ်လက်တုံတာတဘာဝပါပဲခြံဒေါသထွက်သွားတယ်မင်းဘသူ့ကိုကြောက်ကအားနေတယ်လို့ပြောတာလဲသူ့ကိုဂယုမဆိုင်ပဲဆွဲဖယ်ပြီးလီစာရှိမှရက်လိုက်တယ်သူမကစာရွက်စာတမ်းတွေကိုစစ်ဆေးနေပြီးမောမကြည့်ပဲပြောတယ်ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ကိုမင်းသဘောမတူဘူးဆိုတာငါသိတယ်ဒါပေမဲ့မင်းချက်ကိုထိုးခဲ့တာကအမှန်တရားပဲသူမခဏရက်ပြီးဆက်ပြောတယ်ဘာပဲဖြစ်ဖြစ်ငါမင်းအတွက်လုပ်ပေးနိုင်တာအားလုံးလုပ်ပေးခဲ့ပြီးရော်ကြီးကနီးမှမဟုတ်ဘူးဘာမှမပြောဘဲစာရေးစပွဲပေါ်ကိုအလုတ်ထွက်စာတစ်စောင်ပြစ်ချလိုက်တယ်မင်းကို3ခုပြောဖို့လာခဲ့တာပထမကျွန်တော်အလုတ်ထွက်ဖို့လာတာရော်ကြီးမလို့ချင်းဘူးဒုတိယမင်းချက်လိုမျိုးလူစားကိုကြိုက်ရင်မင်းပဲတင်ထားလိုက်ပါမင်းတို့ကြားထဲဝင်ဖို့စိတ်မဝင်စားဘူးတတိယလွန်ခဲ့တဲ့ငါနှစ်ကကျွန်တော်မျက်စိကန်းခဲ့တာအဆင်ပြေရင်ကွာရှင်းဖို့လုပ်ပေးပါလီစာကကျွန်တော်ဒီလောက်ပြတ်သားလိမ့်မယ်လို့မထင်ထားဘူးအလုတ်ကိုချပြီးကျွန်တော်ကိုမယုံကြည်နိုင်စွာကြည့်တယ်မင်းဘာပြောနေတာလဲဆိုတာသိရလားအလုတ်ထုတ်ရော်ကြီးကတောင်းနဲ့ချီရှိတယ်တကယ်ပဲမလို့ချင်တာလားပတ်စံအများကြီးဆိုတာအမှန်ပဲဒါပေမဲ့တကယ်ကိုမလို့အပ်ခဲ့ဘူးအလုတ်ထွက်စာတင်ပြီးနောက်အဆောက်အဦရဲ့ခန်းမကိုဆင်းသွားပြီးဒီဇိုင်းစတူဒီယိုကလုပ်ဖော်ကိုင်ဖတ်ဟောင်းတယောက်ကိုဖုန်းဆက်လိုက်တယ်စံကုန်းမင်းအကြံပေးခဲ့တဲ့အလုပ်အတွက်ကျွန်တော်တည်တည်ချာချာစဉ်းစားပြီးမလုပ်တော့တာပိုကောင်းမယ်အဲ့ဒီကုမ္ပဏီမှာအထောက်ထားမကောင်းဘူးဒီဇိုင်းစတူဒီယိုမှာအလုပ်တုန်းကအင်ဂျင်နီယာဒီဇိုင်းကိုအဓိကတာဝန်ယူခဲ့ပြီးစွမ်းရည်ရှိလို့အထက်လူကြီးတွေကတံမိုးထားတယ်လွန်ခဲ့တဲ့3နှစ်ကအလုပ်ထွက်ဖို့ဆုံးဖြတ်တုန်းကအကြီးအကဲတွေကအကြောင်းရင်းကိုနားမလည်ပဲယာတူတိုးပေးဖို့တောင်ကန့်လန့်ခဲ့ပေမဲ့ကျွန်တော်အကုန်လုံးကိုလီစာအတွက်ဆွတ်လွတ်ခဲ့တယ်ကျွန်တော်ထွက်သွားတဲ့နေ့ကလုပ်ဖို့ကင်ဖက်12ကွန်းကပြောတယ်ဟေးမင်းဒီမိမတယောက်အတွက်အလုပ်ကိုဆွတ်လွတ်ပြီးမင်းနဲ့အဆင်မပြေမဲ့ကုမ္ပဏီမှာအလုပ်လုပ်ဖို့သွားမှာလားမင်းရဲ့အရေးချင်းကိုအလားအတာဖြစ်စေနေတာပဲအဲ့ဒီအချိန်ကငယ်ရွယ်ပြီးစိတ်လိုက်မှန်မှဖြစ်ခဲ့ပြီးအချစ်ကအတားအဆီးအလုံးကိုကြော်လွှားနိုင်မယ်လို့တကယ်ယုံကြည်ခဲ့တဲ့လုပ်ဖို့ကင်ဖက်တွေကိုအလုပ်ရောအိမ်ထိုင်ရေးပါအောင်မြင်အောင်လုပ်မယ်လို့ကတိပေးခဲ့တဲ့အဖြေကတော့ဒီလိုပျက်စီးခြင်းပဲကျွန်တော်နဲ့ထိုက်တန်ပါတယ်စံကုန်းကကျွန်တော်အတန်မကောင်းတာကိုတတိပြုမိပြီးအကိုကြီးတယောက်လိုမေးတယ်လီအန်မင်းအဆင်ပြေရဲ့လားအဲ့ဒီမှာအဆင်မပြေဖြစ်ခဲ့တာလားဘာလို့စတူဒီယိုကိုပြန်မလာတာလဲဒရိုက်တာကမကြခင်ကပဲအဖွဲ့ထဲမှာမင်းထက်တာတဲ့ဒီဇိုင်းနာမရှိတော့ဘူးလို့ပြောနေတာကျွန်တော်ခါးသီးစွာရေမောလိုက်တယ်ဒီလောက်ဖြစ်ပြီးမှပြန်သွားလို့ရပါမလားစံကုန်းကဘာမှမပြောတော့ပဲအဲ့ဒီညမှာပဲကျွန်တော်ကိုတံမိုးထားတဲ့ဒရိုက်တာတွေနဲ့လုပ်ဖို့ကင်ဖက်တွေအားလုံးကိုခေါ်ပြီးအစည်းအဝေးလုပ်တယ်အရက်အနှဲငယ်တောက်ပြီးနောက်စိတ်ခံစားချက်တွေကြောင့်မကြသေးခင်ကဖြစ်ခဲ့တာတွေကိုပြောပြလိုက်တယ်သူတို့နားထောင်လေးပို့ပြီးဒေါသထွက်လေးပဲလီစာကိုမျက်စိကန်းလို့ဒီလိုကောင်းတဲ့သူကိုစွန့်ပစ်ပြီးတခြားသူရဲ့အငယ်နှောင်းဖြစ်နေရတာလို့ဆဲဆိုကြတယ်နောက်ဆုံးမှလီစာနောက်တရမလားမရလားဆိုတာမသိဘူးကျွန်တော်ကတော့နောက်တရနေမိတယ်ကျွန်တော်ငိုယိုမိတယ်နောက်ဆုံးတော့ကျွန်တော်အကြီးကဲဟောင်းကဆုံးဖြတ်ချက်ချလိုက်တယ်ကိုရေးကိုရာကိစ္စတွေကိုဖြေရှင်းပြီးနောက်တနင်္ဂနွေနေ့မှာစတူဒီယိုကိုလာခဲ့ဖို့အလုပ်ထွက်တဲ့ချိန်ကလို့လာစာနဲ့ယာရုပြန်ပေးမယ်လို့ပြောတယ်စိတ်လှုပ်ရှားပြီးဘာမှမပြောနိုင်တော့ပဲအရက်ကိုပဲတောက်နေလိုက်တယ်အိမ်ပြန်ရောက်တော့တကောင်ကျော်နေပြီးဝင်လာတော့ဧခန်းမှာမီးဖွင့်ထားပြီးလီစာဆိုဖာမှာဒေါသထွက်နေတာကိုတွေးလိုက်ရတယ်ဘယ်သွားနေတာလဲဘာလို့ဒီလောက်ကြာတာလဲငါ2နာရီလောက်စောင့်နေတာတိလားဘိုက်စာလို့မူးတော်မူးနေပြီကျွန်တော်ခဏလောက်အံ့ဩသွားတယ်ဘိုက်စာရင်တခုခုစားလေးချက်ကအပြင်စာမှာဖို့မပြောခဲ့ဘူးလားအဲ့ဒီစကားကြောင့်လီစာမျက်ရည်ကျလာတယ်မင်းအရန်ရက်ဆက်တာပဲကျွန်တော်အရန်မှုနေတော့ဆိုဖာမှာထိုင်ပြီးရေတစ်ခွက်တက်လိုက်တယ်လီစာကသူမအတွက်လို့ထင်ပြီးလက်ကိုဆန့်ထုတ်ပေမဲ့ကျွန်တော်တောက်လိုက်တယ်သူမဒေါသထွက်သွားတဲ့အတိတ်မှာသူမကိုဖေးရင်မလို့ဆက်ဆံခဲ့တယ်အိမ်ပြန်ရောက်ရင်ဖက်နှက်စီးပေးတယ်သူမကြိုက်တဲ့ဟင်းတွေအကုန်ချက်ပေးတယ်လီစာကအလုတ်ကနောက်ကျမှပြန်လာတက်လို့ညတိုင်းသူမအတွက်ပြားရည်နဲ့ရေခွက်ကိုစပွဲမှာထားပေးခဲ့တယ်ဒီညတော့ဘာမှမပြင်ဆင်ပေးခဲ့ဘူးအကြာကြီးနေမှသူမပါဆက်ကိုဟာပြီးအင်းမီးဖို့ချောင်းသွားပြီးတခုခုလှုပ်ပေးစမ်းပါဗိုက်စားတယ်ကျွန်တော်ခဏလောက်ကြည့်လိုက်တယ်သူမထပ်ပြောတယ်ဘာစောင့်နေတာလဲဘာလို့ရက်နေတာလဲကိုဝင်ဆောင်တွေဘိုက်မစားရဘူးဆိုတာမသိဘူးလားသူမရဲ့အရာအလုံးကသူမအတွက်ပဲဆိုတဲ့အမူအရာကိုမြင်တော့အဲ့ဒီနှစ်တွေကကျွန်တော်ပေးဆက်ခဲ့တာတွေကရေစရာကောင်းနေတယ်လို့ခံစားရတယ်
ခဏလောက်တွန်းဆုပ်နေပေမဲ့နောက်ဆုံးတော့ထားလိုက်တယ်လီဆာအမူအရာပြေလျှော့သွားပြီးဆက်ပြောတယ်ဒီလောက်နောက်ကျနေပြီးရိုးရှင်းတာလေးပဲလုပ်ပါဝက်သားချူချင်တဲ့ဝါမြင့်နဲ့အသားဟင်းပြီးတော့အစားစားချင်အောင်မယုတ်တီအများကြီးထည့်ဖို့မမေ့နဲ့ဒါပေမဲ့မိဖို့ချောင်းကိုမဟုတ်ပဲအိတ်ခမ်းဘက်ကိုဥတီနေတာကိုမြင်တော့လီဆာဒေါသတကြီးထလာတယ်ဒါပါတိတ်ပဲလေတခုလေးတော့အဖြေကတော့တကားကိုပြင်းပြင်းပေးလိုက်တာပဲအဲ့ဒီညကကောင်းကောင်းအိပ်ပျော်သွားတယ်အဲ့ဒီဆက်ဆံရေးကိုဆွတ်လို့ဖို့ဆုံးဖြတ်လိုက်ကြတဲ့ကလီဆာရဲ့စိတ်ပြောင်းလဲတွေအတွက်စိတ်မပူတော့တယ်လို့ရုံးခန်းမှာဂျက်နဲ့ဘလူးပလဲလုံနေတာကိုကြည့်ပြီးနာကျင်စရာမလိုတော့ဘူးနောက်နေ့မနက်မှာခေါင်းနဲ့ကိုက်ပြီးနိုးလာတဲ့အခန်းကထွက်လာတော့လီဆာကအခန်းမှာစပွဲပေါ်မှာမုတ်တွေနဲ့စံပြုတ်တွေချက်ဦးနဲ့ဝတ်သားဟင်းတွေအပြည့်တူမဖုန်းနဲ့စကားပြောနေတယ်ကျေးဇူးတင်ပါတယ်ဂျက်မင်းပို့လိုက်တဲ့နနက်စာကငါတကယ်စားချင်နေတာဒါပေမဲ့လီဆာကဘယ်တော့မှကြက်ဥမစားဘူးဆိုတာကျွန်တော်ကောင်းကောင်းမှတ်မိနေတယ်ဖုန်းချပြီးနောက်ပုံမှန်တိုင်းမိဖို့ချောင်းသွားပြီးဝက်ဥချောင်းနဲ့ပေါင်မုတ်လုပ်ပေးစမ်းပါပိုက်စားတယ်ရုတ်တရက်ရေးစရာကောင်းတယ်လို့ခံစားရတယ်သူမကကျွန်တော်ချစ်လို့အကုန်လိုက်လုပ်ပေးခဲ့တာကိုမသိသေးဘူးကျွန်တော်အရှက်ရချင်လို့လုပ်ပေးခဲ့တာမဟုတ်ဘူးစပွဲမှာအကုန်ရှိတယ်ကြိုက်တာစားလီဆာဒီအဖြေကိုမမျှော်လင့်ထားပဲဖန်ခွက်ကိုပြင်းပြင်းပုတ်လိုက်တယ်တော်โอเคငါမှာအချင်းတစ်ခုရှိတယ်တယောက်ယောက်ကိုချစ်ရင်မငြင်းညူပဲအကုန်ပေးဆက်နိုင်တယ်ဒါပေမဲ့ချစ်တာရက်သွားရင်တော့ချက်ချင်းဖြတ်တောက်လိုက်ပြီးတန်ဖိုးမရှိတဲ့လူတွေနဲ့မပတ်သက်တော့ဘူးမင်းအလုပ်အားတယ်မဟုတ်လားဒါဆိုအခုပဲကွာရှင်းကြရအောင်ကျွန်တော်လက်မှတ်ထိုးထားပြီးသားကွာရှင်းစာချုပ်ကိုသူမရှိတင်ပေးလိုက်တယ်လီဆာစိုက်ကြည့်နေတယ်မင်းအခုဘာတွေကြံစီနေတာလဲအရင်ကငါ့ကိုအသက်ပေးချစ်တယ်လို့ပြောပြီးအခုတော့ကွာရှင်းဖို့ဒီလောက်လွယ်လွယ်လက်ခံလိုက်တာလားခေါင်းငိတ်လိုက်တယ်တေချာစဉ်းစားပြီးမင်းငါ့ကိုမချစ်ရင်ခွဲသွားတာပိုကောင်းတယ်အဲ့ဒါနှစ်ယောက်စလုံးအတွက်ကောင်းတယ်ဒီအိမ်ကတော့ငါဝယ်ထားတာအလှဆင်ထားတာအကုန်ငါပဲလုပ်တာအဲ့ဒီတော့အိမ်ကငါအပိုင်ပဲတခြားအရာအလုံးကဥပဒေတိုင်းခွဲမယ်အဲ့ဒါကိုကြားတော့လီဆာအေးဆက်ဆက်ပြုံးလိုက်တယ်ကောင်းပြီမင်းပြောတဲ့အတိုင်းလုပ်မယ်အခုပဲတရားရုံးသွားမယ်ရုံးသွားတဲ့လမ်းမှာလီဆာတလန်းလုံးစိတ်တူနေတယ်လမ်းကရင်မောင်းတွေကိုဆဲဆူလိုက်လက်ထောက်ချံကိုအရေးချင်းမရှိလို့ဖုံးဆက်ဆူလိုက်နဲ့အမှန်တော့သူမစိတ်တူနေတာကကျွန်တော်သူမကိုအရင်လိုမျိုးတောင်းပန်တာတွေ့ကတ်တာမလုပ်လို့ပဲလီဆာကသူမကိုအမြဲတမ်းအမြင့်ကြီးမှထားဖို့ကျင့်သားရနေပြီးကျွန်တော်ဒီလောက်မြန်လက်လွတ်သွားတာကိုလက်မခံနိုင်ဘူးဒါပေမဲ့ဂုံတိတ်ခါကြောင့်သူမကပြန်လို့ချင်းနေတယ်ဆိုတာမပြရဲဘူးပိုင်ဆိုင်မှုတွေကိုခွဲဖို့နဲ့ကွာရှင်းလက်မှတ်ယူဖို့တရားရုံးသွားခဲ့တယ်အရာအလုံးအေးဆေးပဲဖြစ်သွားတယ်လီဆာဘိုက်ကိုပုတ်တက်ရင်ကျေနပ်ဟန်နဲ့တားလေးအမေအခုလွတ်လပ်သွားပြီးနောက်ထပ်ခဏလောက်ဆောင်ပါမကြခင်ဖေဖေနဲ့တွေ့ရလိမ့်မယ်ကျွန်တော်ပြန်ဖို့လှည့်လိုက်ပေမဲ့လီဆာနောက်ကနေအော်ခေါ်တယ်ဟေ့ငါတို့လင်မယားဖြစ်ခဲ့ဘူးတာပဲဘယ်သွားမလို့လဲငါလိုက်ဖို့မယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကားနဲ့ရောင်ကြီးတစ်စီးကျွန်တော်ရှိမှရက်သွားတယ်ဆန်ကွန်နာပြတင်းပေါက်ကိုချပြီးမျက်စိမိတ်ပြလိုက်တယ်လီဖန်ဒါမင်းရဲ့ကားဟောင်းပဲရင်းနှီးနေလားတက်ပြင်းချပြီးတကားဖွင့်လိုက်တယ်အချိန်မဖြုံးပါနဲ့စတူဒီယိုကိုပြန်ကြမယ်ဒရိုက်တာကဒီပုံစံတွေကိုလာမယ့်ရက်တွေမှာအပြီးလုပ်ရမယ်လို့ပြောတယ်ဆန်ကွန်ကျွန်တော်ကိုပါဆက်အဟောင်းသားနဲ့ကြည့်တယ်ဟေ့မင်းကအလုပ်ဝါသနာရှင်လားပထမဆုံးနေ့ပဲရှိသေးတယ်လူတိုင်းကိုနောက်မှထားခဲ့ချင်နေပြီလားကျွန်တော်ရဲ့ပြန်လာခြင်းကိုစတူဒီယိုမှာဝမ်းမြောက်ဝမ်းသာလက်ခံခဲ့ကြတယ်ဝင်လာတာနဲ့လက်ထောက်ဟောင်းကစာရွက်စာတမ်းတွေလာပေးတယ်ဒရိုက်တာဒီ project ကလွန်ခဲ့တဲ့နှစ်ကစခဲ့တာဒါပေမဲ့ဒီဇိုင်းကိုအမြဲအဆင်မပြေဖြစ်လို့ရပ်ထားခဲ့ရတယ်အခုဆရာပြန်ရောက်ပြီဆိုတော့အထက်လူကြီးတွေကကိုယ်တိုင်တာဝန်ယူဖို့တောင်းဆိုနေတယ်စာရွက်တွေကိုယူပြီးငြိမ်သက်စွာခေါင်းညှိလိုက်တယ်ကောင်းပြီဒီအပတ်ထဲအထက်လူကြီးတွေနဲ့ဆွေးနွေးမယ်ဒရိုက်တာဒီညကုမ္ပဏီအချို့ကညစာစားဖို့ဖိတ်ချင်နေတယ်တက်ရောက်မလားဒါမှမဟုတ်ညှင်းပယ်ပေးရမလားအဲ့ဒါကိုကြားတော့စံကုန်းကိုကြည့်လိုက်တယ်ဒရိုက်တာကမင်းကိုအလွန်မင်းတန်ဖိုးထားတယ်မင်းပြန်လာမယ်ဆိုတာသိတော့စတူဒီယိုမှာနာမည်ကြီးတစ်ယောက်ရောက်လာတော့မယ်လို့သတင်းပြန်သွားတယ်မင်းရဲ့စုတွေနဲ့ project တွေကိုတောင်စီးရင်ပြုစုထားတယ်အဲ့ဒါမင်းအတွက်ကြော်ညာတက်တက်ပဲကျွန်တော်တို့ကုမ္ပဏီတွေကတော့မင်းကိုလူကိုယ်တိုင်တွေ့ချင်နေကြတာအမှန်တော့တိတ်တိတ်ဆိတ်ဆိတ်အလုပ်လုပ်တာကိုပိုသဘောကျပြီးဒီလိုချီးမွမ်းတဲ့ညစာစားပွဲတွေကိုမကြိုက်ဘူးညင်းပယ်ဖို့ပြင်နေချိန်မှာစီးရင်ထဲမှာကျွန်တော်မှတ်မိတဲ့ကုမ္ပဏီနာမည်တစ်ခုတွေ့လိုက်တယ်ကျွန်တော်ကအကျွေးမေးတတ်တဲ့သူမဟုတ်ဘူးတစုံတစ်ယောက်ကကျွန်တော်ကိုစော်ကားရင်ခွင့်လွှတ်ပေးနိုင်လောက်တဲ့စိတ်အေးမရှိဘူးအဲ့ဒါကြောင့်စီးရင်ကိုယူပြီးကောင်းပြီးဒီညစာစားသွားမယ်ဒီကုမ္ပဏီတွေကိုထပ်ပြီးတီးကျွမ်းကျင်တယ်အဲ့ဒီညမှာအခန်းထဲဝင်သွားတော့လီဆာနဲ့ဂျက်ရဲ့အန်အောနေတဲ့အကြည့်တွေနဲ့စုံလိုက်ရတယ်ဒီညစာစားပွဲကိုကျွန်တော်ကုမ္ပဏီဟောင်းကစီစဉ်ထားတာဆိုတော့နှုတ်ဆက်ဖို့လာခဲ့ရပေမဲ့လီဆာကဘိုင်းနဲ့ချက်ချင်းထရက်ပြီးစူပူတဲ့သူမရဲ့လက်ထောက်ချံကကျွန်တော်ကိုပိတ်ဖို့ကြိုးစားတဲ့ဂျက်ကုမ္ပဏီကတခြားအထက်လူကြီးတွေရှိမှရေမောလိုက်ပြီးသူ့ရဲ့စာအုပ်ကိုစပွဲပေါ်ပြစ်တင်ကဘလောက်လိုချင်တယ်လဲလို့မေးတယ်လီဆာရဲ့မျက်နှာအယမ်းမကောင်းဖြစ်သွားတဲ့စပွဲကတခြားလူတွေကဂျက်ကိုချီးမွမ်းကြတယ်ကျွန်တော်ကိုအခန်းကနေထုတ်ဖို့လုပ်နေချိန်မှာစံကုန်းဝင်လာတဲ့ဂျက်တူကိုကြိုဆိုဖို့ချက်ချင်းထပ်လာတဲ့စံကုန်းကခဏလောက်တွတ်ဆုပ်ပြီးကျွန်တော်ကိုလက်ညှိုးထိုးပြလိုက်တယ်ဒီစကားကြောင့်အားလုံးအံ့ဩသွားကြတယ်လီဆာတောင်မယုံကြည်နိုင်စွာမေးတယ်လေတူးကတင်းမာနေမှန်းစံကွန်းတယောက်မရိပ်မိရှာပဲကျွန်တော်ကိုဝိုင်းတစ်ခွက်လာငှဲ့ပေးသည်ကျွန်တော်ဒေါသကိုမထိန်နိုင်တော့ပဲအခန်းတစ်ခုလုံးတိတ်ဆိတ်သွားသည်ထိုအခါမှသာစံကွန်းတစ်ခုခုလွဲမနေမှန်းသဘောပေါက်သွားပြီးဘာဖြစ်တာလဲဆိုသည့်အတိတ်ပဲဖြင့်လက်ဟန်ဖြင့်မေးသည်အဲ့ဒီပိုက်ကြီးနဲ့ထိုင်နေတဲ့သူကကျွန်တော်ရဲ့အိမ်အောင်ဖက်ဟောင်းသူ့ဘေးကလူကကျွန်တော်ကိုတစ္ဆာဖောက်ခဲ့တဲ့သူလေးဟုကျွန်တော်ရှင်းပြလိုက်သည်စံကွန်းအံ့အားသင့်သွားပြီးပါဆက်အဟောင်းသားဖြစ်သွားသည်ကျွန်တော်စကားကြောင့်တက်ရောက်လာသူအားလုံးခေါင်းငုံသွားကြပြီးစကားတစ်ခုမှမဟာရဲကြတော့ဘူးဂျက်ကခွက်ကိုတင်းဆုပ်ထားပြီးအတော်ကြာမှဒေါသကိုအတင်းထိန်ချုပ်လိုက်ပြီးထရက်ကအပြုံးတစ်ခုကိုအတင်းဖန်တီးလျက်ဝိုင်ကိုတရှိန်ထိုးမောတောက်လိုက်သည်ကုမ္ပဏီဒါရိုက်တာတယောက်လူရှိသူရှိမှတောင်းပန်လိုက်ခြင်းကအများကြီးတောင်းဆိုထားတာဖြစ်ပေမဲ့ကျွန်တော်ရင်ထဲကတဆိုးမှုကတော့ပြေးပြောက်သွားခြင်းမရှိဒါရိုက်တာချက်အဲ့ဒါလုံးဝမလုံလောက်ဘူးအောင်ပွဲညစာစားပွဲမှာတင့်လူတွေကျွန်တော်ကိုရိုက်နှက်ခဲ့တာကဝိုင်တစ်ခွက်နဲ့ဖြည့်ရှင်းလို့ရမယ်လို့ထင်နေတာလားစံကုန်းလည်းမထိန်နိုင်တော့ပဲစပွဲကိုထုလိုက်ပြီးဂျက်ကဒေါသတကြီးဖြင့်ကျွန်တော်ကိုအကြာကြီးစိုက်ကြည့်ပြီးနောက်ခွက်ကိုချလိုက်တယ်ပြီးတော့ဂျက်ကသူ့ကိုယ်သူပါရိုက်လိုက်ပြီးအခန်းထဲမှာပါရိုက်တံများဆက်တိုက်ထွက်ပေါ်လာတယ်လီဆာကမျက်ရည်များကျလာပြီးကျွန်တော်ကိုမုန်းတီးစွာစိုက်ကြည့်ကရုတ်တရက်စပွဲကိုထူ၍ထွေးလိုက်သည်ဒါပေမဲ့ဂျက်ကတော့ရက်မသွားပဲသူ့ကိုယ်သူဆက်ရိုက်နေတယ်ကျွန်တော်ကတော့သူ့ကိုအေးဆက်ဆက်သာကြည့်နေလိုက်သည်သူတို့ကုမ္ပဏီရဲ့စာချုပ်အများစုကကျွန်တော်တို့စတူဒီယိုနဲ့ပူးပေါင်းဆောင်ရွက်မှုအပေါ်မိခိုနေတာဖြစ်တဲ့အတွက်ကျွန်တော်ကိုရန်သူလုပ်ဖို့ဆိုတာမဖြစ်နိုင်သည့်ကိစ္စပဲလီဆာအန်အော်ပြီးဗစက်ကိုအုတ်ကထွက်ပြေးသွားတယ်ဒါပေမဲ့ဂျက်ဘာမှမဖြစ်တယ်လို့ပဲ
ကျွန်တော်မှာဘသူ့ကိုမှအဆက်ခွဲဖို့ရည်ရွယ်ချက်မရှိဘူးလီဆာထွက်သွားတာမကြသေးခင်မှာပဲစင်ကြံကနေအော်တန်တွေထွက်လာတယ်မျက်မှောင်ကျုပ်ပြီးဘာဖြစ်တာလဲတွားကြည့်ဖို့ပြင်လိုက်တယ်လီဆာပုံမှာခံစားချက်ကြမ်းနေလို့မဟုတ်ပဲပုံမှန်လူတစ်ယောက်ရဲ့လိုအပ်တဲ့ကိုတရားပဲအမီမသိကိုဝင်ဆောင်တယောက်လဲသွားရင်တောင်စိတ်အေးလက်အေးစားနေနိုင်မှာမဟုတ်ဘူးဆန်ကုန်းနဲ့ကျွန်တော်ပြေးထွက်သွားတော့လီဆာကိုမြေပြင်ပေါ်မှာသွေးတွေနဲ့လဲနေတာတွေ့လိုက်ရတယ်ပတ်ဝန်းကျင်မှာလူတွေရှိနေပေမဲ့ဘသူမှမကက်ရဲကြဘူးလီဆာကြောက်လန့်ပြီးဆေးရုံကိုပို့ပေးဖို့ချက်ကိုငိုယိုတောင်းပန်နေပေမဲ့သူကတော့အဆက်ရပြီးဆဲဆိုနေတယ်လီဆာသွေးတွေနဲ့မြေပြင်ပေါ်မှာလဲနေတယ်အဆုံးမှာတော့ကျွန်တော်ပဲဖုန်းခေါ်ပြီးလူနာတင်ကားပေါ်တင်ပေးလိုက်တယ်ဒါပေမဲ့တုတ်ပြန်ဖို့ကြာသွားတဲ့အတွက်ဆေးရုံရောက်တော့ကလေးကိုမကယ်နိုင်တော့ဘူးကိုဝင်9လမှာကလေးကိုအတင်းမွေးထုတ်လိုက်ရတဲ့ခွဲစိတ်မှုမှာသွေးအလွန်ကျုံစင်းပြီးအဆုံးမှာတော့တိုက်အိမ်ကိုပါထုတ်လိုက်ရတယ်လီဆာတစ်သက်လုံးကလေးထက်မရနိုင်တော့ဘူးလီဆာနိုးလာပြီးဘိုက်ပလာချင်းနေတာကိုတီးလိုက်ရတဲ့အခါဝမ်းနဲ့စွာငိုကြွေးလိုက်တယ်သူမဒီလောက်ဝမ်းနဲ့နေတာကိုမြင်တော့လွန်ခဲ့တဲ့တစ်နှစ်ကသူမကိုဝင်ဖြတ်ချဆေးတောက်ခဲ့တဲ့အချိန်ကအေးဆက်တဲ့အမှုရာကိုပြန်မှတ်ရမိတယ်သူမကိုဆေးရုံပို့ပေးပြီးပြန်ဖို့လှည့်လိုက်ပေမဲ့လီဆာနောက်ကနေမေးခွန်းတစ်ခုမေးတယ်နောက်မှာလီဆာအသက်ရှူမဝတဲ့အထိငိုနေတယ်ခဏရက်ပြီးသူမပြောတာကိုနားထောင်လိုက်တယ်အတိတ်မှာလီဆာကျွန်တော်ကိုဘယ်လောက်ပဲထိခိုက်စေခဲ့ပါစေငိုယိုပြီးတောင်းပန်ရင်အမြဲတမ်းခွင့်လွှတ်ပေးခဲ့ပေမဲ့ဒီတစ်ခါတော့စေကူတာစရိတ်က6000ကျော်တဲ့ပတ်စံလွှဲပေးဖို့မမေ့နဲ့တောင်းပန်တာကအလကားပါတကယ်တောင်းပန်မှုဖြစ်ဖို့ဆိုရင်ကျွန်တော်ခံစားခဲ့ရတယ်လို့မျိုးသူမခံစားဖို့လိုအပ်တဲ့ချက်နဲ့ပူးပေါင်းဆောင်ရွက်မှုပြတ်သွားတယ်သူ့ကုမ္ပဏီကကြီးမားတဲ့စာချုပ်ကိုဆုံးရှုံးသွားပြီးချက်ရက်အတော်ကြာဒေါသထွက်ပြီးလူတိုင်းကိုဆဲဆိုနေတယ်ပထမဆုံးပြစ်မှတ်ကလက်ထောက်ချန်ဖြစ်ပြီးဂျက်တူကိုဆဲဆိုပြီးအလုတ်ထုတ်လိုက်တဲ့လက်ထောက်ချန်မထွက်ချင်ပဲလီဆာစီအကူအညီတောင်းသွားတယ်ဒါပေမဲ့အဖြေကအလုတ်ထုတ်ခံရရုံတင်မကလီဆာကိုပါယာထူးချလိုက်တယ်တောက်ပတဲ့ဒုတိယဒရိုက်တာကနေကျွန်တော်အရင်လုပ်ခဲ့တဲ့တင်းငယ်တဲ့ project ကောင်ဆောင်ထိကျွန်တော်လုပ်ဖို့ကင်ဖတ်ဟောင်းအချို့ကလီဆာအာနာမရှိတော့တဲ့အခါကုမ္ပဏီမှာလူတိုင်းကသူမကိုမကောင်းမြင်ကြပြီးအနှောက်အယှက်ပေးကြတယ်လို့လာပြောပြကြတယ်ဂျက်ကတော့နောက်တစ်ခါကုမ္ပဏီကမိန်းကလေးငယ်တစ်ယောက်နဲ့အရန်ရင်းနှီးလာပြီးမကြခင်မှာပဲရုံးမှာကိုဝင်ရှိတဲ့သူအစ်တစ်ယောက်ထပ်ပေါ်လာတယ်လီဆာလက်မခံနိုင်ပဲဂျက်ကိုခဏခဏရှာပြီးကွာရှင်းပြီးသူမနဲ့လက်ထပ်ဖို့တောင်းဆိုတယ်သူမရလိုက်တာကတော့သူ့ရဲ့ယွန်ရှာတဲ့အကြည့်တွေပဲတနေ့ project တစ်ခုကိုညှိနှိုင်းဖို့တွားရင်မီးပွိုင်းမှာစောင့်နေတဲ့လီဆာရဲ့ကုမ္ပဏီရှိကဖြစ်သွားတယ်တကားမှာအကြီးအကျယ်ရန်ဖြစ်နေတာတွေ့လိုက်ရတယ်မိမအုပ်စုတစ်ခုကလီဆာကိုရိုက်နှက်ပြီးသပင်တွေကိုဆွဲနေကြတယ်သူတောင်းစားလို့ခေါ်ကြပြီးတခြားသူရဲ့ယောက်ျားကိုဆွဲဆောင်တဲ့အရှက်မရှိဘူးလို့ပြောဆိုနေကြတယ်လီဆာကသူမရဲ့ပုံမှန်ရှက်မရှိတဲ့အပြုအမူနဲ့သူမနဲ့ဂျက်ကငယ်စဉ်ကတည်းကစစ်မှန်တဲ့အချစ်လို့အော်ပြောလိုက်တဲ့အခါဂျက်ရဲ့မိမကသူမရဲ့ပါးကိုရိုက်လိုက်တယ်ရိုက်နှက်ပြီးတဲ့အခါဇနီးတယ်နဲ့သူမရဲ့အဖော်တွေထွက်သွားကြတယ်လီဆာအမိုက်လိုမျိုးမြေပြင်ပေါ်မှာကြံခဲ့တယ်သူမဝမ်းနဲ့စွာငိုကြွေးနေပြီးမောကြည့်လိုက်တဲ့အခါကျွန်တော်တို့အကြည့်ချင်းစုံမိတယ်မီးပွိုင်းပြောင်းသွားတယ်ကာဆက်နိုးပြီးကျွန်တော်ပြတင်းပေါက်ကိုဖြည်းဖြည်းချင်းပိတ်လိုက်ပြီးလီဆာရဲ့မျက်နှာကိုဆက်မကြည့်တော့ဘူးအဲ့ဒီညမှာပဲလီဆာအရိုက်ခံရတဲ့ဗီဒီယိုအင်တာနက်မှာပြန့်နှံ့သွားတယ်အင်တာနက်သုံးသူတွေကသူမကိုအရှက်မရှိဆုံးအငဲနောက်လို့ခေါ်ပြီးတိုက်ခိုက်ကြတယ်လီဆာသူမရဲ့ချက်အပေါ်ချစ်ကြောင်းရေးထားတဲ့စာအုပ်သုံးအုပ်ထုတ်လာပြီးမဲ့ဂျက်ရဲ့မိမကဖျက်ဆီးပစ်လိုက်တယ်အဆုံးမှာတော့ဂျက်ကင်မရာရှိမှပြောတယ်လီဆာစိတ်ကူးရင်သာရက်လိုက်ပါငါပတ်စံမရှိဂုံမရှိတဲ့သူနဲ့လက်ထပ်မယ်ထင်လို့လားမင်းကိုငါကုမ္ပဏီအတွက်အလုပ်လုပ်ခိုင်းဖို့နဲ့ငါမိမနဲ့ငါအတွက်ကလေးရဖို့ပဲအသုံးချခဲ့တာမင်းတကယ်ပဲထူးခြားတယ်လို့ထင်နေတာလားထပ်ပြီးဂျက်ကလီဆာရဲ့လှုပ်ဝက်တဲ့ပုံတွေကိုတင်လိုက်တဲ့ချက်ချင်းပဲလီဆာလုံးဝပျက်စီးသွားတယ်လီဆာကိုနောက်တစ်ခါပြန်တွေ့တာက2လအကြာမှပါနိုင်ငံခြားကအစည်းအဝေးတစ်ခုကပြန်လာပြီးတကားရှိရောက်တော့အရေးတစ်ခုကိုတွေ့လိုက်ရတဲ့အစကတော့သူတောင်းစားပဲထင်ခဲ့တာဒါပေမဲ့သူမခေါင်းမော့ပြီးကျွန်တော်နာမည်ကိုခေါ်လိုက်တဲ့အခါခဏလောက်ရက်တန့်သွားတယ်လီဆာအရင်ကယုံကြည်ချက်ရှိပြီးတက်ကြွတယ်အမြဲတမ်းအတွင်းစိတ်ကတွန်းအားရှိတယ်အခုတော့သူမရဲ့မျက်လုံးတွေမိမ့်မိန်ပြီးဗလာကျင်းနေတယ်ငါနောင်လိုက်ရတယ်အခုတော့ဒီလောကမှာမင်းတယောက်တည်းပဲငါ့ကိုတကယ်ချစ်မှန်းသိလိုက်ရတယ်သူမကျွန်တော်ဘောင်းဘီကိုဆွဲကင်ပြီးတွားသွားတယ်ငါတို့အရင်လိုပြန်ဖြစ်လို့မရဘူးလားအဲ့ဒီပျော်ရွှင်တဲ့အချင်းတွေလို့ပေါ့မင်းမပါပဲငါမနေနိုင်ဘူးကျွန်တော်လည်းစီးကိုပြင်းပြီးတပြင်းချလိုက်တယ်တောင်းပန်ပါတယ်ဒါပေမဲ့မင်းမပါပဲနေရတာကိုကျင့်သားရသွားပြီးအဲ့ဒီအချိန်မှာနောက်ကနေမိန်းကလေးတယောက်ရဲ့အတန်ကြားလိုက်ရတယ်ကိုမနှက်ဖြန်စီးဝေးရှိတယ်ဘယ်ကဝင်ဝေးရမလဲကျွန်တော်ကိုလေးစားစွာကြည့်တတ်တဲ့လက်ထောက်ကကျွန်တော်ရဲ့ရည်စားဖြစ်လာတယ်သူမကိုမြင်တော့လီဆာတုံ့လောက်သွားတယ်လီဆာသူမကိုမြင်တော့တုံ့လောက်သွားတယ်ဘလို့မင်းဒီလောက်မြန်တခြားသူရသွားတာလဲမင်းငါကိုအသက်ပေးချစ်တယ်လို့မပြောခဲ့ဘူးလားလီဆာငိုချသွားတယ်ကျွန်တော်ချစ်သူကြောက်ပြီးကျွန်တော်နောက်ပုံနေတယ်သူမကဘသူလဲသူမကိုအတွင်းထဲခေါ်ပြီးတကားပိတ်လိုက်ရင်ဘသူမှမဟုတ်ဘူးယူနေတဲ့သူမင်းကလေးကစိတ်လှုပ်ရှားစွာသူမစိတ်မမှန်ဘူးထင်တယ်ရဲမခေါ်တင်ဘူးလားဗိုက်စာနေမလားစားစရာတစ်ခုခုပေးလိုက်ရမလားသူမရဲ့စပင်ကိုနူးညံ့စွာပို့ပေးလိုက်တယ်မလိုပါဘူးမနှက်ဖြန်မနှက်ဆိုထွက်သွားလိမ့်မယ်တကားပိတ်လိုက်တဲ့အခါလီဆာရဲ့ငိုတန်ကအကျယ်ကြီးကိုကြားလိုက်ရတယ်ကျွန်တော်အတွင်းစိတ်ထဲမှာဘာမှမလှုပ်ရှားနိုင်ဘူးမိန်းကလေးကစိုးရိမ်စိတ်နဲ့ရှက်ရွံ့စွာကျွန်တော်လက်ကိုဆွဲထားတယ်ဒီမိန်းကလေးနာမည်ကစူဇီဒီဇိုင်းစတူဒီယိုမှာကျွန်တော်ရဲ့လက်ထောက်လေးဖြစ်ပြီးနူးညံ့တဲ့စိတ်သဘောရှိပေမဲ့ထူးခြားတဲ့စိတ်သက်ရှိတယ်လီဆာအတွက်အလုပ်ထွက်တုန်းကသူမကျွန်တော်ကိုခဏခဏတားပေမဲ့စွန့်မလုပ်ပဲတိတ်ဆိတ်ပဲဆူတောင်းပေးခဲ့တယ်ကျွန်တော်ပျက်စီးပြီးပြန်လာတော့ကလည်းသူမမှာအထင်သေးတဲ့အရေးအယောင်လုံးဝမရှိဘူးအရင်လိုပဲတိတ်ဆိတ်စွာနဲ့ကျွန်တော်ဘေးမှာရှိနေပြီးစာရွက်စာတမ်းတွေကိုတင်ပေးကကျွန်တော်ဝိုင်းထဲမှာသူ့တွေကိုနားထောင်ပေးတယ်စိတ်မပူပါနဲ့သူမငိုရတာပင်ပန်းရင်ထွက်သွားလိမ့်မယ်သူမကိုဘေးမှာထိုင်ခိုင်းပြီးရေနွေးတိုက်လိုက်တယ်အရင်ကတော့တန်ဖိုးမရှိတဲ့သူကိုအကုန်ပေးလိုက်တဲ့အယူကကျွန်တော်ပဲနောက်ပိုင်းတော့ဘသူ့ကိုမှငါတို့ဘဝကိုအနှောက်အယှက်မပေးစေရဘူးစူစီကောင်းနေလိုက်တယ်သူမရဲ့မျက်လုံးတွေတောက်ပလာပြီးကျွန်တော်လက်ကိုနူးညံ့စွာဆုပ်ကင်လိုက်တယ်အဲ့ဒီညမှာလီဆာထပ်ပြီးအော်ဟစ်မနေတော့ဘူးတကားကနေအော်တန်အနေငယ်ပဲကြားရပြီးမနက်ခင်းမှာပျောက်သွားတယ်နောက်နေ့မနက်မှာတကားကိုဖွင့်လိုက်တယ်အိမ်ရှိမှာဘာမှမရှိတော့ဘူးမျက်ရည်ဆက်တွေနဲ့တွန့်ကျင်နေတဲ့စာအုပ်တအုပ်ပဲကျန်ခဲ့တယ်ကျဲရဲ့မိမမဖြက်စီးနိုင်ခဲ့တဲ့လီဆာရဲ့စာအုပ်သုံးအုပ်ထဲကတအုပ်ပဲအဖုံးမှာကျမချစ်သူချက်အတွက်လို့ရေးထားပြီးလှပတဲ့လက်ရည်နဲ့ရေးထားပေမဲ့ယူသွမှုတွေနဲ့ပြည့်နေတယ်ကျွန်တော်အောက်ကိုငုံပြီးကောက်ယူလိုက်ပြီးစာမျက်နှာနှစ်မျက်နှာကိုကြာပန်းလန်ကြည့်လိုက်တဲ့ချက်ပေါ်ထားတဲ့သူမရဲ့ချစ်ချင်းမြတ်တာနဲ့အိမ်မက်တွေနဲ့ပြည့်နေတယ်
စာသားထဲမှာကျွန်တော်အကြောင်းတခုံးမှမပါဘူးငါနှစ်တာအိမ်အောင်တက်မှာကျွန်တော်ဟာလီဆာရဲ့ချက်ကြောင့်ဖြစ်လာတဲ့လက်တွေ့ဘဝကနေထွက်ပြေးဖို့အတွက်ပဲဖြစ်ခဲ့တဲ့ချက်ကြောင့်နာကျင်ရတဲ့အချိန်မှာခိုးလုံရတစ်ခုပဲဖြစ်ခဲ့တဲ့ခါတီးစွာရေမောလိုက်ပြီးစာအုပ်ကိုအမိုက်ပုံနဲ့ပြစ်ထည့်လိုက်တဲ့အတိတ်ကယူတုံမှုတွေအတိတ်ကအချစ်တွေအဲ့ဒီရေစရာကောင်းတဲ့စာအုပ်နဲ့အတူအရာအလုံးကိုမြင်မြုပ်လိုက်ရမယ်စတူဒီယိုမှာအလုပ်ကိုချက်ချင်းပြန်လုပ်နိုင်ခဲ့ပြီးကျွန်တော်ရဲ့ professional အတွေ့အကြုံနဲ့အရင် project တွေကိုအားကိုးခဲ့တဲ့ရက်ဆိုင်သွားတဲ့ project ကမကြခင်မှာပဲအရေးကြီးတဲ့တိုးတက်မှုရခဲ့တဲ့အထက်လူကြီးတွေကကျွန်တော်ကိုအမြဲချီးမွမ်းပြီးအစည်းအဝေးတွေမှာစတူဒီယိုရဲ့အဓိကဒီဇိုင်နာဖြစ်တယ်လို့ပြောကြတယ်လုပ်ဖို့ကင်ဖက်တွေလည်းကျွန်တော်နဲ့အတူလုပ်ရတာကိုသဘောကျကြတယ်အရင်ကအေးဆက်မှုတွေအကုန်လုံးပျောက်ကွယ်သွားပြီးလီဆာရဲ့သတင်းတွေကရန်ဖန်ရန်ခါကြားရတယ်ပြောကြတာကတော့ကျွန်တော်တကားကထွက်သွားပြီးနောက်မှာချက်ကိုနောက်တစ်ခါရှာပြန်တယ်သူကသူမကိုမတွေးဖို့ငင်းယုံနေမကပဲကုမ္ပဏီတကားမှာလုံခြုံရေးတွေကိုသူမကိုပိတ်ထားဖို့အမိန့်ပေးခဲ့တယ်သူမလက်မလျှော့ပဲနေပူတဲ့မိုးထဲမှာတနေကုန်တကားရှိမှထိုင်နေပြီးမူးမေသွားလို့ဆေးရုံရောက်သွားတယ်ဆင်းလာပြီးနောက်ကျက်ရဲ့သတင်းချက်လက်တွေကိုဆက်ရှာတဲ့သူ့အိမ်ထီတောင်သွားပြီးစောင့်နေတဲ့ကျက်ရဲ့မိမကလူတွေကိုခိုင်းပြီးသူမကိုအဆက်ခွဲကရဲကိုတိုင်ကြားလိုက်တယ်အဲ့ဒီနောက်မှာလီဆာကလူတိုင်းရဲ့ရေးစရာဖြစ်သွားတယ်ဘယ်သွားလူတိုင်းကသူမကိုလက်ညှိုးထိုးပြီးအဆက်မရှိဘူးလို့ခေါ်ကြပြီးသူမနဲ့ထိုက်တန်တယ်လို့ပြောကြတယ်အဲ့ဒါတည်းမကပဲကုမ္ပဏီကဒီသတင်းတွေကိုတီးသွားတဲ့အခါသူမကိုအလုပ်ထုတ်လိုက်တယ်အလုပ်မရှိစုဆောင်းငွေမရှိကလေးမရှိကျက်ရဲ့အကာအကွယ်မရှိလီဆာရဲ့ဘဝကလုံးဝပျက်စီးသွားပြီသူမရဲ့လက်ဝတ်ရတနာတွေကိုရောင်းလိုက်ပြီးအခန်းအသေးလေးငှားနေကအလုပ်ရိုးရိုးလေးတွေနဲ့ပဲအသက်မွေးခဲ့တဲ့တောက်ပတဲ့ဒုတိယဒါရိုက်တာလီဆာကလူတိုင်းရှောင်ကျင်တဲ့မိန်းမတစ်ယောက်ဖြစ်သွားပြီးတခါစူစီကိုစူပါမားကတ်လိုက်ပို့ရင်လူအဝင်ဝမှာလီဆာကိုမတော်တဆတွေ့လိုက်တယ်ရှော်ထားတဲ့အဝတ်ဟောင်းတွေဝတ်ထားပြီးသပင်တွေရှုပ်ပွားကမျက်နှာကဖြောတော့နေပြီးတယောက်ယောက်လွှင့်ပစ်လိုက်တဲ့ဟင်းသီးဟင်းရွက်တွေကိုကောက်နေတယ်သူမကအနီးနားကစားတောက်ဆိုင်လေးမှာတစ်နေ့30နာရီကျော်ပကံစီအလုပ်လုပ်ပြီးလစာအနေငယ်ပဲရတယ်လို့ပြောကြတယ်ကျွန်တော်နှလုံးသားမှာဘာမှမခံစားရဘူးတစိမ့်တယောက်ကိုမြင်နေရတယ်လို့ပဲလီဆာလည်းခေါင်းမော့လိုက်ပြီးကျွန်တော်တို့အကြည့်ချင်းဆုံးမိတယ်သူမရဲ့မျက်လုံးတွေထဲမှာရှုပ်ထွေးတဲ့ခံစားချက်တွေနဲ့ပြည့်နေတဲ့ရှက်ရွံ့မှုနောင်တတောင်းပန်မှုသူမထလာပြီးကျွန်တော်တို့စီလာဖို့လုပ်ပေမဲ့နှစ်လလောက်ပဲလှမ်းပြီးရက်သွားတယ်ခေါင်းငုံပြီးပခုံးတွေတုံရင်နေတယ်ကျွန်တော်မကတ်ခဲ့တယ်လို့ဘာမှလည်းမပြောခဲ့ဘူးလှည့်ထွက်ပြီးစူစီရဲ့လက်ကိုဆွဲကစူပါမားကတ်ထဲဝင်သွားလိုက်တယ်စူစီကသူမကိုတစ်ခါလောက်ထက်ကြည့်ပြီးတနာစရာကောင်းတဲ့သူကအဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေရှိတတ်တာပဲကျွန်တော်အေးဆေးပဲပြန်ဖြေလိုက်တယ်သူမရဲ့ကန်ဆိုးခြင်းကိုသူမကိုယ်တိုင်ရွေးချယ်ခဲ့တာသူမကပဲကျွန်တော်တို့အိမ်အောင်ကိုဖျက်ဆီးခဲ့တာကျွန်တော်တို့ကလေးကိုဖျက်ချခဲ့တာသူမကိုတကယ်ချစ်တဲ့သူကိုတိုးထုတ်ခဲ့တာအခုဖြစ်နေတာတွေကသူမရဲ့ကိုယ်ပိုင်အပြုအမူတွေရဲ့ရလဒ်ပဲစူစီဘာမှထပ်မပြောပဲကျွန်တော်လက်ကိုပိုတင်းတင်းဆုပ်ကင်လိုက်တဲ့နေ့ရက်တွေကုန်းဆုံးသွားတယ်စူစီနဲ့ကျွန်တော်ပိုပြီးချစ်လာကြတယ်ကျွန်တော်အရင်လိုပဲဖြစ်လာပြီးယုံကြည်ချက်ရှိတယ်တည်ငြိမ်တဲ့စူစီကကျွန်တော်ရဲ့မွေးနေ့နဲ့ကျွန်တော်တို့ရဲ့နှစ်ပတ်လည်နေ့တွေကိုမှတ်မိတယ်အံ့ဩဖွယ်လေးတွေပြင်ဆင်ပေးတယ်အလုံးမှာအခက်အခဲရှိရင်စိတ်ရှည်လက်ရှည်နဲ့ပြဿနာကိုခွဲခြမ်းပေးတယ်စတူဒီယိုရဲ့ project ကအဆင်ပြေသွားပြီးဖောက်တဲ့ရဲ့အပြည့်အဝအတိမတ်ပြုမှုနဲ့ပြီးဆုံးသွားတယ်အထက်လူကြီးတွေကကျွန်တော်ကိုယာတူတိုးပေးပြီးစတူဒီယိုရဲ့အင်ဂျင်နီယာဒုတိယဒါရိုက်တာအဖြစ်ခန့်အပ်ပြီးကိုပိုင်ရုံးခန်းပေးလိုက်တယ်ကျွန်တော်ဘဝကအတိတ်ရဲ့အရေးကနေထွက်လာပြီးကိုပိုင်လင်းအောင်စီဦးတည်သွားပြီးလီဆာကျွန်တော်ဘဝမှာထပ်မပေါ်လာတော့ဘူးတနေ့တော့ကုမ္ပဏီကလုပ်ဖို့ကင်ဖတ်ဟောင်းတယောက်ကသူမအကြောင်းမတော်တဆပြောလာတယ်လီဆာမျိုးကနေထွက်ခွာပြီးဘယ်သူမှမသိတဲ့မျိုးငယ်လေးကိုသွားတယ်လို့ပြောတယ်သူမကမြူနီစီပယ်တန်ရှင်းရေးသမားအလုပ်ရတယ်လို့ပြောကြတယ်မနက်စောစောထားပြီးလမ်းတွေတန်ရှင်းရေးလုပ်တယ်တိမ်မွေးပေမဲ့တည်ငြိမ်တဲ့ဘဝကိုနေတဲ့ချက်ကိုနိုင်ငံခြားပန်းဖြေစခန်းတစ်ခုမှာသူ့အချစ်တင်နဲ့တွေ့လိုက်ရတယ်လို့လည်းပြောကြတယ်အဲ့ဒီမိန်းကလေးအစ်စ်ကနောက်ထပ်လီဆာဖြစ်သွားမလားဆိုတာဘယ်သူမှမသိဘူးအဲ့ဒီသတင်းတွေကိုကြားတော့ဘာမှမခံစားရဘူးဂျက်ဒါမှမဟုတ်လီဆာသူတို့နဲ့ပတ်သက်တာတွေအကုန်လုံးကျွန်တော်နဲ့မဆိုင်တော့ဘူးအခုကျွန်တော်ပြောရွှင်နေတယ်ဆိုတာပဲသိတယ်ကျွန်တော်ကိုချစ်တဲ့သူရှိတယ်ကျွန်တော်ဝါသနာပါတဲ့အလုပ်ရှိတယ်တကယ်တငယ်ချင်းတွေရှိတယ်အဲ့ဒါနဲ့တင်လုံလောက်ပြီစားဦးညနေခင်းမှာစူစီကိုလက်ဆွဲပြီးမြစ်ကမ်းနားလမ်းလျှောက်တယ်လေပြေကသူမရဲ့သပင်ရှည်ကိုလွှင့်ပေးပြီးအတိတ်ရဲ့အရေးမွေးတွေကိုယူသွားတယ်စူစီကောင်းကိုကျွန်တော်ပခုံးပေါ်တင်ပြီးတိုးတိုးလေးပြောတယ်ကိုပြန်လာလို့ကန်ကောင်းတယ်ငါတို့တယောက်နဲ့တယောက်မပြောက်ဆုံးသွားလို့ကန်ကောင်းတယ်ခေါင်းငုံပြီးသူမရဲ့နဖူးကိုနူးညံ့စွာနမ်းလိုက်ပြီးငါတို့မပြောက်ဆုံးသွားတာမဟုတ်ဘူးနောက်ဆုံးတော့ငါနိုးထလာတာနောက်ဆုံးတော့တန်ဖိုးထားရမယ့်အရာကိုနားလည်လာတာဒီကနေစပြီးလေတိုက်မုန်တိုင်းတိုက်မင်းပေးမှာပဲအမြဲရှိနေမယ်ငါတို့မခွဲကြတော့ဘူးဝေးလံတဲ့နေရာမှာနေဝင်ချိန်ကမိုးကောင်းကင်တဝက်ကိုအနီရောင်ဖြစ်သွားစေတယ်အဲ့ဒီယူသွမှုတွေနာကျင်မှုတွေအရှက်ရစရာတွေအကုန်လုံးကအတိတ်ဖြစ်သွားပြီးအခုကစပြီးကျွန်တော်မျက်လုံးထဲမှာစူစီပဲရှိတယ်ကျွန်တော်တို့ရဲ့အနာဂတ်အဆုံးမဲ့တဲ့နူးညံ့မှုနဲ့ပျော်ရွှင်မှုပဲရှိတယ်